မင်္ဂလာပါ Moment Ambassador မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါ reading ကwhere they reach out to you ပေါ့နော်သူတို့ဘက်ကနေပြီးတော့ကိုယ်စပြီးဆက်သွယ်လာဖို့ရှိလားဆိုတော့ reading ကို Mary ဒီမှာဖတ်ဝါပေးမှာဖြစ်ပါတယ်အရင်ကတ်လေးမရွေးခင်ပေါ့နော် Mary ဒီ YouTube channel မှာ live reading နေနောက်တခြား spiritual နဲ့ပတ်သက်တဲ့တည်တဲ့ guidance တွေပေါ့နော်ပုံမှန်တင်ဝါပေးမှာဖြစ်လို့ like and subscribe လုပ်လာပြီးလို့ရပါတယ်ဒါကတော့ general reading ပေါ့နော်ကဲ၍ကိုနာ energy resonate ဖြစ်လို့ personal reading ဝေယူချင်တယ်ဆိုရင် Mary ဒီ description မှာ Telegram link လေးချပေးထားပါတယ်အဲ့ဒီမှာတွားပြီးတော့စုံစမ်းမေးမြန်းဝေယူလို့ရပါတယ်နော်ဒီမှာ Mary ကကတ်လေး3ကတ်ပေးထားတယ်အဲ့ဒီကတ်ထဲမှာပေါ့နော်ကိုယ့်ရဲ့ ace ဒါမှမဟုတ်လို့ရှိရင်ဒီ past connection ကနေပြီးတော့ကိုယ့်ကိုကတ်လေးတစ်ကတ်ရွေးပေးရဆိုပြီးတော့ပေါ့နော်မျက်စိထဲမှာမြင်အောင်ကြည့်လိုက်ပါအဲ့ဒီသူရွေးချယ်ပြီးတဲ့ကတ်လေးကပေါ့နော်ပြောရရင်သူနဲ့ကိုယ်နဲ့ကြား energy အတွက် resonate ဖြစ်ဖို့ကို chance ပိုများပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုရွေးနေကြနေအတိုင်းပေါ့နော်ကိုအဆင်ပြေမဲ့ပုံစံမျိုးနဲ့လည်းရွေးလို့ရပါတယ်အဲ့ဆိုရင်ကတ်လေးတစ်ကတ်ရွေးလိုက်ရအောင်မှာဆိုရင် Ace of Pentacles ကကြတော့ Group 1 Ace of Wands က Group 2 Ace of Swords ကလေးက Group 3ပါကလေးရွေးချက်ပြီးပြီဆိုရင် Mary တို့ reading လေးစလိုက်ရအောင်နော်ပထမဆုံးအနေနဲ့ကတော့ဒီမှာ Ace of Pentacles ရွေးထားတဲ့ Group 1သမားကြီးပေါ့နော်group 1သမားလေးမှာလေလောဆယ်တစ်ဖက်သူရဲ့ energy ကစိတ်ရှုပ်ထွေးနေတာမတေချာမရေရာနေတဲ့ခံစားချက်မျိုးပေါ့နော်ဘာလို့ဘာကန်ရမှမသိတဲ့အခြေအနေမျိုးဖြစ်နေတာမျိုးတွေ့ရတယ်အခုချိန်မှာသူ့ရဲ့ခံစားချက်တွေကမျိုးမတေချာမှုတွေနဲ့ရှုပ်ထွေးနေတာပေါ့နော်ပြီးတော့လက်ရှိဒီအမှန်တရားကိုရင်ဆိုင်မှုအတွက်ကြောက်နေတာခံစားချက်တွေရောထွေးနေတာအဲ့လိုမျိုးတွေ့ရတယ်မသိစိတ်ကောလေကိုယ်တတိယနေတာမျိုးရောရှိရပေါ့နော်ဒါပေမဲ့လက်တွေ့မှာဒီသူရဲ့စိတ်ခံစားချက်ကိုအကောင့်ထဲပေါ်ဖို့အောင်တိတ်ပြီးတော့မလွယ်ကူလို့မြင်ရတယ်မှာဆိုရင် Five of Cups ကကြောင့်သူကပေါ့နော်လက်ရှိချိန်မှာဆိုလို့ရှိရင်ပြောရရင်ဝမ်းနေနေတာမျိုးစိတ်ညစ်နေတာမျိုးဖြစ်ခဲ့တဲ့အရာတွေအတွက်ပေါ့နော်သူမှနောင်လာရတဲ့ဟာမျိုး regret ဖြစ်တဲ့ energy မျိုး Mary မြင်ရတယ်နောက်ပြီးတော့လက်ရှိမှာလေသူက healing လုပ်ရမျိုးထက်ပေါ့နော်ဆုံးရှုံးသွားတဲ့အရာတွေပေါ်မှာပဲတဝဲလဲလဲဖြစ်ပြီးတော့အာယုံစိုက်နေတာမျိုးမြင်ရတယ်ပေါ့နော်ဒီမှာပြီးတော့အတိတ်က memory ပေါ်မှာပဲပိတ်မိနေတာပြီးတော့stuck ဖြစ်နေရဆိုတဲ့ energy မျိုးကိုတွေ့ရပေါ့နော်ကိုယ်စီကိုလာတော့လာခြင်းတယ်ဒါပေမဲ့လာဖို့ကိုလည်းတတိမရှိဘူးဆိုတာမျိုးတွေ့ရတယ်ဆိုဒီမှာနောက်ဆုံးတကကကြတော့ Seven of Wands ကသူကလေလောဆယ်မှာသူ့ရဲ့ခံစားချက်တွေကိုဖွင့်မထုတ်ဘူးပေါ့နော်ပြောရရင်ခံစားချက်တွေကိုတခါပိတ်ထားတယ်ကိုယ်စီကနေပြီးတော့လာရင်သူအငင်းခံရမှာသူ့ရဲ့မောင်နှမတွေထိခိုက်မှာစိုးရိမ်တာကြောင့်ပေါ့နော်ဒါမှမဟုတ်သူဆက်သွယ်လိုက်မှာပဲသူထင်ဒါဒီလိုမျိုးမဖြစ်ခဲ့ရင်ဆိုတော့အတွေးတွေနဲ့ပေါ့နော်ကိုယ့်ကိုပြန်ပြီးဆက်သွယ်ဖို့ကိုငင်းဆန်သူကိုယ်သူငင်းဆန်နေတာမျိုးတွေ့ရပါတော့ခံစားချက်တွေကတော့ပြောရမှဆိုလို့ရှိရင်ကိုယ့်ပုံမှာရှိတယ်ဒါပေမဲ့ပြန်ပြီးဆက်သွယ်ဖို့ကလေဝင်လေးနေတာမျိုးကိုမြင်ရတာပေါ့နော်ဒီမှာဆိုရင်ဘေးစောတက်ကကြတော့ 8 August ကြတယ်လက်ရှိချိန်မှာသူဆက်သွယ်ခြင်းနဲ့စိတ်ရောရှိတယ်ဒါပေမဲ့အဲ့ဒီစိတ်တွေကိုသူပြန်ရုပ်သိမ်းပြီးတော့အဝေးကိုပဲထွက်သွားတော့မယ်ဆိုတဲ့ energy မျိုးပေါ့နော် Mary မြင်ရတယ်သူအနေနဲ့အတိတ်မှာထားခဲ့ရပဲကောင်းပါရဲ့ကွာအဲ့လိုမျိုးအတိတ်ကအရာတွေပေါ့နော်ပြန်ပြီးအသက်မသွင်းတာပဲကောင်းလိုက်မယ်ဆိုပြီးတော့ယူဆတာမျိုးပဲမြင်ရတယ်အဲ့ဒါကြောင့်လက်ရှိ energy အရာပေါ့နော်ဒီမှာ8 of Cups က base of that ကြတဲ့အတွက်မကြခင်အချိန်တွေမှာဆက်သွယ်လာမယ်လို့ Mary မမြင်ရဘူးပေါ့နော်သူအနေနဲ့ဒီအတိတ်ကအရာကိုပဲအတိတ်မှာထားခဲ့လိုက်တော့မယ်ဆိုပြီးတော့ကြောခိုင်းခြင်းနေတဲ့ energy မျိုးကို Mary မြင်ရတယ်သူ့အနေနဲ့ခံစားချက်တွေကမရှိလို့မဟုတ်ဘူးခံစားချက်တွေကရှိတယ်ဒါပေမဲ့ပေါ့နော်လုံးဝပြီးပြတ်သွားတယ်လို့လည်းပြောလို့မရဘူးပေါ့နော်အခုကဒီမှာ
ပြောရရင်တော့သူမှစိတ်ရှုပ်ထွေးနေတာ clarity မရတာပေါ့နော်သူပါဆက်လို့ရမှာမသိရမရေရမသိကြနေတာ energy မျိုးကို Mary မြင်ရတဲ့အတွက်အကယ်၍တနေ့မှာပေါ့နော်သူရဲ့ခံစားချက်တွေရှင်းလင်းသွားတဲ့အခါဒါမှမဟုတ်ဒီကိုရင်ဆိုင်မှုတော့ပေါ့နော်သူမှတတိရှိလာတဲ့အခါကျရင်တော့နှစ်ယောက်ကြာမှာ communication ကတော့ဖြစ်လာနိုင်ပါတယ်maybe is possible ပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ဒီမကြခင်အချိန်တွေမှာတော့မဖြစ်နိုင်နေပါဘူးဒါလေးကတော့ group 1လေးအတွက် reading ဖြစ်ပါတယ် okay ဆို Mary တို့ group 2ဆက်သွားလိုက်ရအောင်เนาะ okay ဒါလေးကတော့ Ace of Wands ရွေးလာတဲ့ group 2သမားများအတွက်ပါgroup 2သမားတွေကတစ်ဖက်သူ energy ကလေ Mary ဒီမှာပုံစံ2မျိုးမြင်ရတယ်ပထမတစ်ခုကကြာတော့သူကလေကိုဆက်သွဲပေါ်ရောစိတ်ကူးထဲမှာပုံဖော်နေတာမျိုးကိုတွေ့ရတယ်ဒါပေမဲ့ပေါ့နော်သူတကယ်ဆက်သွဲချင်တာဟုတ်ရဲ့လားဒါကသူ့ရဲ့စိတ်ခံစားချက်အစစ်လားပေါ့နော်ဒါမှမဟုတ်သူတကယ်လိုချင်တဲ့အရာရောဟုတ်ရဲ့လားဆိုပြီးတော့သူစိတ်ထဲမှာဝေခွဲမရဖြစ်နေတာမျိုးရောမြင်ရတယ်ကိုကြောင်လည်းသူ့ကောင်ထဲမှာသူ့ရဲ့အသွေးထဲမှာပေါ့နော်မကြာခဏတွေးနေတဲ့ energy မျိုးလည်းရှိရပေါ့နော်ကိုနဲ့တွေ့ရတဲ့အခါကြာလို့ရှိရင်သူ့ရဲ့စိတ်ကူးထဲမှာဖြစ်ချင်တဲ့အရာတွေကိုဒီ scenario တစ်ခုအနေနဲ့ပေါ့နော်စိတ်ကူးရှင်ပြီးတော့ပုံဖော်နေတာမျိုးကိုလည်းတွေ့ရတယ်ဒါပေမဲ့လက်ရှိမှာတော့တကယ်လှုပ်ရှားတာမျိုးတော့မရှိဘူးပေါ့နော်နောက်ပုံစံတစ်ခုကကြတော့ဒီလူမှာကိုတယောက်တည်းမဟုတ်ဘူးတခြား option တွေရှိနေတာမျိုးကိုတခြားသောလူတွေရှိနေတာမျိုးကိုတွေ့ရတယ်ဒီလူကလေပြောရမှဆိုရင်စိတ်လှုပ်ရှားရင်ခုန်မှုတွေစိတ်ရတရမှုတွေရနောက်ကိုပေါ့နော်အရန်လိုက်တဲ့လူလို Mary မြင်တယ်ပေါ့နော်သူကလေဟိုအောင်ဆိုလဲလိုချင်တယ်ဒါဆိုလဲလိုချင်တယ်ပေါ့နော်စိတ်များတဲ့လူမျိုးအဲ့ဒီ energy မျိုးတွေ့ရတယ်ဒါပေမဲ့လေဘလောက်ပဲအဲ့ဒီစိတ်လှုပ်ရှားရင်ခုန်မှုတွေအသစ်အဆန်တွေအနောက်ကိုပေါ့နော်ဘလောက်ပဲလိုက်သူစိတ်ထဲမှာလေကျေနပ်သွားရဲဆိုတာမျိုးပြေးပါသွားရဲဆိုတဲ့ energy မျိုးလည်း Mary မမြင်ရဘူးစိတ်ရတရမှုတွေနောက်ကိုလိုက်ပြီးတော့ပေါ့နော်ဘယ်တော့မှကျေနပ်သွားမရှိတဲ့လူမျိုးပေါ့နော်အဲ့ဒီ energy မျိုးရတယ်ဒီမှာကျတော့ Nine of Swords က second card ပေါ့နော်လက်ရှိသူရဲ့ energy ရအောင်သူကလေပြောရရင်ပျော်ရွှင်နေတာမျိုးပေါ့ Mary မတွေ့ရဘူးပေါ့နော်သူဖန်တီးခဲ့တဲ့ဒီသူရှုပ်ခဲ့တဲ့အရာတွေနဲ့ပေါ့နော် maybe သူမှ anxiety တွေအကျိုးဆက်အနေနဲ့သူပြန်ခံရတာပေါ့နော် Mary သူအနေနဲ့လက်ရှိသူရှုပ်ခဲ့တဲ့အရာတွေတော့ပေါ့နော်သူမှ anxiety တွေများနေတာမျိုးတို့ပြီးတော့အိမ်မပြောညာဘက်ဆိုရင်အိမ်မပြောတာမျိုးတို့ပေါ့နော်အဲ့အမျိုးတွေ့ရတယ်သူလိုက်နေတဲ့ပျော်ရွှင်မှုတွေကလေသူ့အတွက်တော့ခဏတာအတွက်တော့ပျော်ရတယ်ဒါပေမဲ့လေရေရှည်မှာတော့တကယ်စိတ်ကြည်နံမှုပျော်ရွှင်မှုအဆက်မှန်ကိုမပေးနိုင်ဘူးပေါ့နော်ခေအဲ့ဆိုအခုဒီတစ်ခါ reading ကခေါင်းစဉ်ပေါ့နော်သူ့ဘက်ကနေပြီးတော့ကိုယ်ဆက်သွယ်လာဖို့ရှိလားဆိုတော့ yes they will contact you back သူပြန်ဆက်သွယ်လာလိမ့်မယ်နော်သူကရုပ်တရက်လေးအမျိုးအရင်တော့အမှတ်တရတွေကိုသူပြန်ပြီးတော့တတိယလာမျိုးတို့ကို့အကြောင်းပြန်ပြီးစဉ်းစားမိတဲ့အခါမျိုးပေါ့နော်ဒါမှမဟုတ်ရင်လည်းသူ့အနေနဲ့ဒီ boring ဖြစ်တယ်လို့ခံစားရတဲ့အခါမျိုးမှာဖြစ်ဖြစ်ကိုယ့်စီကိုရုပ်တရက်ဖုန်းဆက်လာတာစာပို့လာတာအဲ့လိုမျိုးသူလုပ်မှာနော်ကိုဘွားတွေကိုလေဒီတစ်ခေါက်ဆက်သွယ်တဲ့အခါဆိုလို့ရှိရင်သူ့မှာတကယ်ကိုပန့်ရှင်အပြည့်စိတ်ခံစားချက်အပြည့်နဲ့လေတကယ်ကို energy အပြည့်နဲ့ကိုထုံးဆိုင်ပြီးရောက်လာမယ် energy မျိုးကို Mary ဒီမှာတွေ့ရတယ်ဒါပေမဲ့လည်းသူ့ရဲ့ဒီ energy ကတိတ်ပြီးတော့ consistent တော့မဖြစ်ဘူးပေါ့နော် maybe ကိုယ်ဆက်သွယ်ပြီးွားရင်လည်းအရင် pattern မျိုးတွေအရင်လိုမျိုးဒီသူ့ရဲ့ habits တွေပေါ့နော်အကျင့်တွေမပြောင်းလဲပဲနဲ့လေဟို maybe အသစ်ဆန်တစ်ခုခုတွေ့ရခါဆိုလို့ရှိရင်အမျိုးကိုယ့်ပေါ်မှာပြန်ပြီးအေးဆက်သွားတာမျိုးတို့ဒါမှမဟုတ်အရင် pattern မျိုးတွေပြန်ဖြစ်တာမျိုးတို့အဲ့အမျိုးကြီးမြင်ရတယ်ဘာကြောင့်လဲဆိုတော့ဒီ King of Wands ပေါ့နော်သူ့ရဲ့ energy ကတိတ်ပြီးတော့ consistent မဖြစ်ဘူးတိတ်ပြီး consistent မဖြစ်ခါကြတော့အရင် stable ကိုဘွားတွေကိုရောက်လာပြီးရင်လည်းအရင် stable ဖြစ်မှဆိုတော့ energy မျိုး Mary မမြင်ရဘူးအကယ်၍ရောက်လာတဲ့ခါကျရင်သူနဲ့ကိုယ်နဲ့ပေါ့နော်ရှိဆက်သွယ်နိုင်မှုဆိုရင်ရော clear communication လုပ်ဖို့လိုအပ်တယ်ပေါ့နော်တယောက်နဲ့တယောက်ကိုသူ့ကိုလိုချင်တဲ့အရာကိုသူ့ကိုပြင်စေချင်တဲ့အကျင့်တွေကိုပေါ့နော်တေချာပြောပြီးညှိနှိုင်းဖို့လိုမယ်ဒါမှမဟုတ်ရင်သူ့ရဲ့ပတ်တန်တွေကပေါ့နော်ပြန်ပြီးတော့ဟိုပေါ်လာပြီးတော့လေ stable ဖြစ်မှာမဟုတ်ဘူးဆိုတော့ energy မျိုးပေါ့နော်ဒီလူကလေဒီ fantasy နောက်ကိုအရန်လိုက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုပိုင်းမှာလည်းအားနေတာမျိုးပေါ့နော်အဲ့ဒီ accountability ယူတဲ့နေရာမှာအားနေတာမျိုးကိုလည်း Mary မြင်ရတယ်ကိုဆက်သွယ်တဲ့အခါမှာလည်းပြောရရင်လို့လေသူမှနည်းနည်းကို reject လုပ်မှာပေါ့နော်ဟိုကြောက်ရမျိုးကိုလည်း
တွေ့ရပေါ့နော် maybe သူကဒီဆက်ဆက်ရေးမှာကိုယ်စီဆက်တွေ့လာတဲ့အခါဆိုရင်ပေါ့နော်သူ့မှာအဆင်ပြေနေတဲ့ပုံစံလိုမျိုးသူဘာမှမဖြစ်တဲ့ပုံစံမျိုးလည်းပဲသူလာလိမ့်မယ်ပေါ့နော် maybe သူ့ရဲ့ဒီ ego တွေသူ့ရဲ့ pride တွေသူ့ရဲ့မာနတွေပေါ့နော်မထိခိုက်အောင်သူကပဲဒီ connection တစ်ခုမှာပေါ့နော်control ရှိတဲ့ပုံစံမျိုးနဲ့ကိုဘွားတွေကိုသူရောက်လာဖို့ရှိတယ်ဒါလေးကကြတော့ဒီပိုင်းတူလေးရဲ့ reading ပေါ့နော် okay အဲ့ဆိုရင် Mary တို့ group 3ကိုတွားလိုက်ရအောင်နော် okay ဒါလေးကကြတော့ဒီနောက်ဆုံး group ပေါ့နော် Ace of Swords ရွေးလာတဲ့သူများအတွက်ပါ group 3သမားတွေရဲ့တစ်ဖက်သူ energy ကလေလက်ရှိချိန်မှာသူနဲ့ကိုယ်နဲ့ကြားက connection တစ်ခုပေါ့နော်ပြန်ပြီးတော့လက်တွေ့ကြကြစဉ်းစားနေတာမျိုးပဲမြင်ရတယ်သူကနှလုံးသားကိုဦးစားပေးရတဲ့ဆိုင်ပေါ့နော်အုံနောက်နဲ့စဉ်းစားနေတဲ့ energy မျိုးတွေ့ရတယ်သူကဒီခောက်လာတဲ့အခါကျရင်အရင်လိုမျိုး emotional games တွေ manipulation တွေလုပ်လို့မရတော့ဘူးဆိုတာလည်းသိတယ်ကိုယ့်ရဲ့ဘာကြောင့်လဲဆိုတော့ဒီမှာကိုယ့်ရဲ့ energy က Queen of Swords ပေါ့နော်ကိုယ့်ရဲ့ energy က strong ဖြစ်တယ်အမိကိုကင်းတယ်နောက်ပြီးရင်အလွယ်တကူလှည့်စားလို့မရတော့ဘူးဒီတစ်ခါသူလာခဲ့လို့ရှိရင်ဒီ relationship မှာပေါ့နော်ရိုးသားဖို့ရှင်းချက်ဖို့လိုတယ်ဆိုတာကိုလည်းသူသဘောပေါက်နားလည်နေပြီတဲ့နောက်ပြီးတော့ second card ပေါ့နော် second card က death card ကြတယ်ဒီမှာလေကတ်လေးနှစ်ကတ်ကနောက်ထပ်ကြတဲ့ကတ်နှစ်ကတ်ကကြောင့် death and justice ပေါ့နော်ဒီကတ်လေးနှစ်ကတ်ပေါင်းလိုက်လို့ရှိရင်လေ Mary အနေနဲ့မြင်ရတာဝါကတ် energy မျိုးရရပေါ့နော် maybe ဒီ connection ကအများကြီး transformation လုပ်ရမှာနောက်ဒီ karmic ဒါမှမဟုတ်လို့ရှိရင် twin flame energy မျိုးရရပေါ့နော်ဒီမှာဆိုလို့ရှိရင်တက်ကကြတော့သူနောက်ကိုယ်နဲ့ကြားမှာတခုခုတော့အရာပြီးဆုံးသွားတာဒါမှမဟုတ်လို့ရှိရင် reconnection မဖြစ်ခင်ပေါ့နော်အရာတစ်ခုကပြန်ပြီးတော့ပြီးဆုံးပြီးတော့နောက်ထပ် version တစ်ခုအနေနဲ့အသစ်ပြန်ပြီးတော့ဖြစ်ပေါ်လာမယ့် energy မျိုးကိုတွေ့ရတာပေါ့နော် maybe သူနဲ့ကိုယ်နဲ့ကြား connection တစ်ခုကထောင်ရ forever ပေါ့နော်အမြဲတမ်းအတွက်ပြီးဆုံးသွားတာမျိုးဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့ပြန်ပြီးတော့အဆက်အသွယ်မရခင်ပေါ့နော်အရင် over ရှင်ကhealthy မဖြစ်ခဲ့တဲ့အရာတွေအရင် over ရှင်ကနေပြီးတော့ပေါ့နော် toxic ဖြစ်ခဲ့တဲ့ cycle တစ်ခုကတည်ဆုံးသွားပြီးတော့ပြန်ပြီး healthy ဖြစ်တဲ့ပတ်သက်မျိုးနဲ့ပြန်ပြီးရောက်လာမယ်ဆိုပြီးတော့ Mary မြင်ရတာပေါ့နော်အဲ့ဒါကြောင့်ဒီသူ့အနေနဲ့လည်းပေါ့နော်ကြီးမားတဲ့ internet transformation အပြောင်းလဲတစ်ခုကိုလုပ်ရမယ်ဒါမှမဟုတ်အတိတ်မှာဖြစ်ခဲ့တဲ့နာကျင်မှုတွေကိုလွှတ်ချတာမျိုးဒါမှမဟုတ်အတိတ်မှာရှိခဲ့တယ်ပေါ့နော်သူရဲ့ toxic pattern တွေကိုသူပြန်လွှတ်ချခဲ့ရမှာမျိုးကို Mary မြင်ရတယ်နောက်ဆုံးတစ်ကတ်ကကြာတော့ justice ကဒီကတ်ကဘာကိုညွှန်ပြလဲဆိုလို့ရှိရင်ခါမှာတရားမျှတမှုအမှန်တရားတွေပြန်လဲဖြစ်ပေါ်လာတာမျိုးပေါ့နော် maybe ပေါ့နော်သူနောက်ကိုယ်နဲ့ကြာမှာ reconnection ဖြစ်တဲ့ဆိုရင်လည်းအတိတ်ကပေါ့နော်သူမှားခဲ့တဲ့အရာတွေအတွက်တောင်းပန်တာမျိုးဒါမှမဟုတ်ရင်လည်းသူလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုပေါ့နော်လက်ရှိမှာသူပြန်ခံစားရမှာမျိုးရှိတယ်ခုနကတက်ကကြတာပေါ့နော် maybe အတိတ်မှာသူကကိုယ်ပြစ်ပြီးတော့တခြားတယောက်ကိုရွေးချယ်ခဲ့တယ်ဆိုရင်လည်းအဲ့ဒီအရာအတွက်ပေါ့နော်လက်ရှိမှာသူရဲ့ relationship တစ်ခုမှာအဆင်မပြေတော့တာနောက်လူကကိုကောင်းလို့မျိုးပေါ့နော်ကိုသူ့ဘောမှာမိသားဆင်မှန်ခဲ့လို့မျိုးသူ့ဘောမှာမကောင်းပေးနိုင်တာမျိုးပေါ့နော်အဲ့လိုမျိုးအရာတွေဒါမှမဟုတ်သူ့ဘဝမှာအဆင်မပြေတော့တာမျိုးပေါ့နော်သူကိုလေးလူရှုခဲ့တဲ့လိုမျိုးပဲတခြားသူချစ်ရတဲ့လူတွေကသူ့ကိုလေးလူရှုနေတာမျိုးပေါ့နော်အဲ့လိုမျိုး karmic energy မျိုး Mary ဒီမှာမြင်ရတာပေါ့နော်ပြောရရင်ပေါ့နော်သူစိုက်ပျိုးခဲ့တဲ့အရာတွေကိုလက်ရှိအချိန်မှာဒါသူပြန်ရိတ်သိမ်းရမယ်အချိန်ရောက်နေပြီဆိုပြီးတော့ကတ်တွေကမြင်ရတယ်။ကဲ၍သူအနေနဲ့ကိုယ့်စီကို reach out လုပ်လာမယ်ဆိုရင်လည်းပေါ့နော်အရင်တော့ကိုယ့်ဘောမှာတရားမျှတမှုမရှိခဲ့တဲ့အရာတွေကိုသူပြန်နားလဲပြီးတော့အတိတ်ကအရာတွေကိုပြန်ပြင်ခြင်းနဲ့ဆန္ဒနဲ့ပေါ့နော်ပြန်ရောက်လာဖို့ရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်မှတော့အရင်လိုမျိုးမဟုတ်တော့ဘဲနဲ့ရင်းချက်မှုတွေတာဝန်ယူမှုတွေနဲ့ပေါ့နော်ကိုစီကိုသူကိုဘွားတွေကိုပြန်ပြီးရောက်လာဖို့ရှိတယ်တဲ့ဒီမှာလေဘေးစောတက်ကကြောက်တက်လာပါကကြရပေါ့နော်အခုချိန်นี้သူ့ရဲ့စိတ်ထဲမှာသူ့ရဲ့နှလုံးသားထဲမှာကိုယ်ဟာရှိနေလုံးမယ်ပေါ့နော် maybe သူ့ရဲ့ဒီဘဝတစ်လျှောက်လုံးဘဝတစ်လျှောက်လုံးမှာပေါ့နော်ကိုကအရေးပါဆုံးလူတစ်ယောက်ဖြစ်နိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီမှာဒီဘေးစော့တက်ကကြောက်သူရဲ့ရှင်ထဲကခံစားချက်အဲ့ဒါကကြောက်ဒီ the lava
တလာပါကတ်လေကြာတော့လေလက်ရှိမှာသူ့ရင်ထဲမှာကိုယ့်ကိုအခုချိန်ကြီးတိန်ထားလုံးမှာပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ဒါပေမဲ့တစ်ခါလေကြာလို့ရှင်တလာပါကတ်ကလေရွေးချိန်မှုနှစ်ခုကိုပြောရပါတော့ maybe သူ့ရဲ့နှလုံးသားရဲ့သူ့ရဲ့ logic ရဲ့ကြားထဲမှာဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ခံစားချက်ရဲ့ဘဝပြီးတောင်းဝန်နေကြားထဲမှာပေါ့နော်အဲ့နှစ်ခုကြားမှာရွေးချယ်ရခန့်နေတဲ့ energy မျိုးပေါ့နော်ဆိုဘယ်ချိန်လောက်ပြန်ဆက်တွေ့မယ်ဆိုတော့ဒီဒါကလေပြောရင်လုံးဝ big transformation ဖြစ်တဲ့ energy မျိုး Mary မြင်ရတာပေါ့နော်သူရောကိုရောနှစ်ယောက်စလုံးရင်းချက်ပြီးတော့ universe ကပေးတဲ့ soul lesson တွေပြီးသွားတဲ့ချိန်ညာရင်ပေါ့နော်နှစ်ယောက်စလုံးကပြန်ပြီးတော့ပြန်ဆက်တွေ့နိုင်တယ်ပြန်ပြီး reconnection ဖြစ်နိုင်တယ်ဆိုတော့ energy မျိုးတွေ့ရပါတယ်ခေတာလေးကတော့ ပိုင်း3ရဲ့ reading မှာ Mary နောက်ထပ်ပေါ့နော် live reading တွေကို Mary ရဲ့ YouTube channel မှာအမြဲတမ်း update တင်သွားပေးဖို့ရှိပါတယ်အဲဒါကြောင့် Mary YouTube channel Movement Empress Tarot ကိုလည်း like and subscribe လုပ်တာပေးဖို့အားလုံးကို request လုပ်ပါရှင်နားထောင်မိကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဒီနေ့တော့ဒီလောက်ပဲเนาะ bye bye